ကြီးခွေနေတဲ့တောင်တန်းကြီးတွေရဲ့အကြားမှာဟေဝနန်လို့ခေါ်တဲ့အလွန်တရာတဲ့မြို့ပြနိုင်ငံလေးတစ်ခုရှိခဲ့ပူပါတယ်။အဲ့ဒီမြို့ဟာတောင်ကုန်းရင်းမြစ်ပေါ်မှာတည်ရှိပြီးတော့ပတ်ပတ်လည်မှာလည်းမြင်းတွေကအမြဲဖုံးလွှမ်းနေတာကြောင့်အခြားလူတွေအလိုတကူရှာမတွေ့နိုင်တဲ့လျှို့ဝှက်မြို့တော်လို့လည်းအမည်ကျော်ကြားလာပါတယ်။အဲ့ဒီမြို့တော်မှာမင်းရဲကျော်ဆိုတဲ့လူငယ်လေးတစ်ယောက်ရှိပါတယ်။သူကတော့လူသားမင်းရဲ့သားတော်မဟုတ်ဘူးလို့တစည်းသားလေးမဟုတ်ပါဘူး။သူဟာတောင်ပေါ်ကစိတ်ဆရာကြီးတဦးရဲ့လက်အောက်မှာပညာသင်ကြားနေတဲ့မိဘမဲ့လူငယ်လေးတဦးသာဖြစ်ပါတယ်။ဒါပေမဲ့မင်းရဲကျော်မှာထူးခြားတဲ့အချက်တစ်ခုရှိပါတယ်။ဒါကတော့သူ့ရဲ့လက်မောင်းမှာမွေးကလေးကပါလာတဲ့ငကားအကျေးပုံစံမှဲ့စုံတစ်ခုပဲဖြစ်ပါတယ်။တနေ့မှာတော့ကောင်းကင်ရဲ့တစ်ခုလုံးမဲမောင်သွားပြီးတော့ထူးဆန်းတဲ့မူလူတန်တွေတစ်မျိုးလုံးဒုက္ခသွားအောင်မြည်ပြီးလာပါတယ်။အဲ့ဒီအချိန်မှာမင်းရဲကျော်ရဲ့လက်မောင်းကမှဲ့ဟာမိခဲလိုပူလောင်လာပါတော့တယ်။ဇာကြီးကျွန်တော်လက်မောင်းပူနေတယ်။ဘာဖြစ်တာလဲမသိဘူး။မင်းရဲကျော်ကအော်ဟစ်ပြီးစီးဆရာကြီးဦးမင်းကောင်ပြီးသွားပါတယ်။ဆရာကြီးဦးမင်းကောင်ဟာမင်းရဲကျော်ရဲ့လက်မောင်းကိုကြည့်ပြီးမျက်နှာပြတ်သွားပါတယ်။အချိန်တန်ပြီးတဲ့ငါတပည့်မင်းရဲကန်သမားကမင်းကိုခေါ်နေပြီ။ဆရာကြီးကပုံရီတက်နေတဲ့တစ်တောင်ဦးတစ်လုံးကိုဖွင့်လိုက်ပြီးတော့ဟောင်းလွှမ်းနေတဲ့တည်ရည်မြေပုံတစ်ခုထုတ်ပြပါတယ်။